ရုံးမှအများကြီးဖြစ်တဲ့ရက်တွေပါဆိုလို့ရှိရင်ပေါ့နော်တယောက်တစ်လက်စီအားလုံးအတူတူမင်းဟင်းချက်စားဖြစ်ကြပါတယ်မိဖို့နားမှာတယောက်တစ်လက်ဝိုင်းကူကြတယ်ဟင်းချက်ဖို့လိုတဲ့ပစ္စည်းတွေလည်းအားလုံးစုံစုံနေလေးပြင်ဆင်ထားပါတယ်လက်လက်ဆက်ဆက်ချက်သားရဲ့ဘူးသီးရဲ့ချင်းဟင်းချက်ဖို့ပါဝင်ပစ္စည်းတွေဟင်းခက်အဝေးချိုင်နေမှုပေါ့နော်မြင်လာနဲ့ဗိုက်ဆာလာတယ်လို့ပါပဲအရင်ဆုံးဘူးသီးချင်းဟင်းကိုစားချက်လိုက်ပါတယ်ချက်တော်မမွေနဲ့စီးသက်ထားတဲ့အထည်ကိုဘူးသီးကိုထည့်ပြီးတော့လိုအပ်တဲ့ဟင်းခက်မုတ်တွေထည့်မကြီးရည်လေးထည့်ပြီးတော့ဘူးသီးလေးကိုချက်ထားပါတယ်အဲ့ဒီချင်းဟင်းနဲ့လေးကလည်းအနှံ့တယုံလုံးကိုပြည့်နှံသွားပြီးအရန်ကိုစားတင်စရာကောင်းပါတယ်တယောက်ကမှွေတယောက်ကအရသာမီးပေါ့နော်တယောက်ကနေအားပြီးနေမိဖို့လေးရလေရှေ့တဲ့နေနဲ့ပို့ပြီးတော့နေထွေးလာခဲ့ပါတယ်ဒီလိုနဲ့အတူတူချက်တဲ့အချိန်လေးတွေဟင်းတူထက်တောက်ပြီးတော့အရသာရှိတဲ့အမှတ်တရတွေဖြစ်နေပါတယ်အခုဆိုလို့ရှိရင်အရန်ကိုစားတင်စရာကောင်းတဲ့ဘူးတိချင်းလေးရပါပြီဒီပိုင်းလေးရရှည်သွားပြီမလို့နောက်တစ်ပိုင်းမှာဒီနေ့ရဲ့အဓိကဟင်းလေးရဖြစ်တဲ့ကြက်ရခိုင်ချက်နဲ့အားလုံးတူတူစားတောက်နေကြတဲ့ပြောစရာအချိန်လေးကိုဆက်ကြည့်လိုက်ရအောင်ဒါလေးကတော့ကြက်သားရခိုင်ချက်အတွက်ငရုတ်သီးတွေကိုပြုတ်ထားတာပါခုတော့အားလုံးစောင့်မျှော်နေကြတဲ့ကြက်ရခိုင်ချက်အလဲရောက်ပါပြီအနှစ်တွေကိုချက်သားတဲ့စိတ်ဝင်လာအောင်ဖြည်းဖြည်းချင်းချက်ထားတာမို့အနံလေးကလည်းမှုေးပြီးတော့မြင်တာနဲ့စားချင်စရာပါပဲဒီကြက်ရခိုင်ချက်အတွက်ပထမအဆုံးရုံးမှာခက်ခဲကြုံရတော့ကျိတ်ဆက်ကလေးကတိတိလေးဆိုတော့ပေါ့နော်အခုကလူရှိရောက်စာချက်တာဆိုတော့ငရုတ်သီးကိုအဲ့လိုမချိမဆန့်ကြိတ်ခဲ့ရပါတယ်ပေါ့နော်စားစနွင်းနဲ့အရသာတေချာနှက်ထားတဲ့ကြက်သားလေးရဲ့စပလင်းရဲ့ခက်ခဲကြိတ်ထားတဲ့ငရုတ်သီးအများများလေးရဲ့ကြက်သွန်လေးရဲ့ကိုထည့်ပါမယ်စနွင်းမုတ်ထည့်မယ်စီထည့်မယ်စားချုံမုတ်ထည့်မယ်ပြီးထည့်မယ်ငပြားကြီးထည့်မယ်ပြီးသွားလို့ရှိရင်ကြက်သားလေးကိုရေမထည့်ပဲနဲ့ဒီတိုင်းလေးပဲပေါ့နော်လုံထားပြီးတော့ကြက်သားမှာထွက်တဲ့ရေလေးအတိုင်းထားပါမယ်မှုေပြီးတော့ရေလေးအနှဲငယ်ထည့်ပြီးတော့ပေါ့နော်တဖြည်းဖြည်းချင်းနဲ့နူးအောင်တည်ထားပါမယ်ပြီးသွားလို့ဒီအနေထားကိုရောက်လာပြီဆိုလို့ရှိရင်လိုတလောက်ရေတွေအပေါ်ငံနေမြည်ပြီးသွားပြီဆိုရင်ဒီအနေထားလေးရောက်ပြီဆိုရင်စားလို့ရပါပြီရှင်ဟင်းနှမျိုးလုံးအစင်သေးဖြစ်တာနဲ့ထမင်းဝိုင်းလေးကိုပြင်လိုက်ကြပါရဲ့အားလုံးတူတူစားဖို့စီစဉ်ထားပြီမဲ့လည်းအချိန်မတူတာကြောင့်အားသလိုပဲအဆင်ပြေသလိုစားလိုက်ကြပါရဲ့ဒါပေမဲ့အရန်ကိုစားလို့ကောင်းတဲ့နေ့လည်စာထမင်းဝိုင်းလေးဖြစ်ခဲ့ပါတယ်ဒီနေ့ဟင်းချက်စားတဲ့အမတ်တရလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like နဲ့ follow လေးလုပ်ထားပေးပါအောင်နော်နောက်ထပ်ရုံးကပြောစရာဟင်းချက်စားတဲ့နေ့တွေကိုလည်းဆက်ပြီးတော့မျှဝေသွားအောင်ပါမယ်ရှင်